အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အဖွဲ့ကြီးကျွန်တော်တို့ချောင်းသာကိုနော်ရောက်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ကြီးအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါမင်္ဂလာပါအားလုံးပဲအဖွဲ့ကြီးနော်တေးတန်ရှင်များနော်အားလုံးပဲတေးတန်ရှင်ပေါင်းနေပါနော်ကျွန်တော်တို့သာသာလေးရှင်တော့ကျွန်တော်ဖေးဦးရှင်ပြောလိုက်တာအောင်ဆုံးမို့ဒါညော့ဟုတ်ကဲ့ပါမင်္ဂလာလို့ဟာကဲကျွန်တော်ရဲ့ညီမလေးတွေဟေးချစ်ဆုံးပါဟုတ်ပါတယ်ဟုတ်ပါတယ်ရောက်ပါပြီလို့ဟုတ်ပါတယ်အားလုံးပဲရောက်ရှိပါပြီလို့နော်ကျွန်တော်ဘောက်တင်နဲ့ဘယ်ကိုရောက်တာကျွန်တော်6သာ6သာပါအကြောင်းပါတော့ကျွန်တော်တို့6သာမှာရေမရှိလို့ပါရှိမှာလေဒီမှာသေးသားချင်းညီမလေးအားလုံးပဲ6သာရောက်ပါပြီလို့ညီမလေးတွေအားလုံးပါပဲကျွန်တော်တို့အမကြီးလိုက်ပို့ပေးတာပါညီမကြီးတို့ဟောဒီမှာတယောက်ကယူပါပါခင်ဗျနော်ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့အမကြီးပါမမတို့မမဒါတော့ခိုင်တာကိုစောင်းတော့ကျွန်တော်တို့ကချောင်းတော်ရောက်နေပါလေဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ချောင်းလာမှာကျွန်တော်ရေကူးကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကဲကျွန်တော်တို့ပြောပါပါပေါ့နော်အားလုံးပဲပါမှာပါဒီမှာကျွန်တော်တို့ဖေးဦးချစ်ပွဲဖြစ်ပါတယ်နော်ဖေးဦးချစ်ပွဲကားထဲမှာပါပါတယ်ချောင်းတော်ရောက်နေပါတယ်ကဲအားလုံးဆေးလို့ရပြီတဲ့ဘာအဲ့ဒီဝါဝင်မလို့လားဟာဘာဖြစ်တာတော့ဟောတယောက်ကယူသွားခင်ဗျကဲဖေးဦးချစ်ပြောတော့ဆေးသေးပါပါခင်ဗျာနော်ရေကူးမယ်ဆိုပြီးတော့ကဲဖေးရေကူးပါလားဒီအမမှာကဲအားလုံးတက်တာပါနော်ကျွန်တော်လေးသားပါတယ်ကျွန်တော်ရေလေးကူးလိုက်အောင်မယ်ကျွန်တော်တို့ဒါလိုက်မောင်းပေးတဲ့ကျွန်တော်တို့ကားဆရာကြီးပါနော်ဒီစိတ်ရှိပါတယ်ကျွန်တော်တို့လမ်းကွက်တွေပရိတ်တွေစောင့်နေတာပါခင်ဗျနော်တကယ်ကိုကျေးဇူးတင်ပါတယ်လို့နော်ဒါလူကြားကိုစောထွေးနော်အရန်အေးတာပါလို့အိတ်လိုက်တာသိလိုက်တာလည်းမနေဘူးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရောက်ပါမေးတော့တယ်ထိတ်ဟုတ်ပြီချောင်းသာကိုရောက်ပြီချောင်းသာကိုရောက်ပြီဟုတ်ပါပါကျွန်တော်အဖွဲ့တွေအကုန်လုံးကမ်းနားကိုရောက်နေပါပြီเนาะကျွန်တော်တို့အင်းကြီးလဲနေတော့အချိန်လေးမင်္ဂလာပါ